ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၈ယေရှုသည်လည်းတန်လွင်တောင်သို့ကြွတော်မူ၏နာနှင့်စောစောဗိမာန်တော်သို့တဖန်ကြွတော်မူ၍လူအပေါင်းတို့သည်အထံတော်သို့လာကြ၏ထိုအခါထိုင်တော်မူ၍ဆုံးမဩဝါဒပေးစဉ်တွင်မှားယွင်းခြင်းအမှုကိုပြုလျက်နေသောမိန်းမတစ်ယောက်ကိုတွေ့လျင်ကျမ်းမြူဆရာတို့နှင့်ဖာရိရှဲတို့သည်ခေါ်ခဲ့၍အလယ်၌ထားပြီးမှရှင်ဖျားဤမိန်းမသည်မှားယွင်းခြင်းအမှုကိုပြုစဉ်တွင်ပင်တွေ့မိပါသည်ထို့သောမိန်းမကိုကြောက်ခဲနှင့်ပြရမည်ဟုမောရှေသည်ကျွန်ုပ်တို့အားပညာတရား၌ဆင်ရင်ထုံးဖွဲ့ပါပြီတို့ရတွင်ကိုတော်သည်အဘယ်သို့မိန့်တော်မူမည်နည်းဟုလျှောက်ကြ၏ထို့သောလျှောက်ကြသောကိုတော်၌ပြည့်တင်ခွင့်ရှိစေခြင်းငှာစုံစမ်းနှောင့်ယှက်သောအဖြစ်လျှောက်ကြ၏ယေရှုသည်အောက်သို့ငုံလျက်လက်ညှိုးတော်နှင့်မြေ၌ရေးသား၍နေတော်မူ၏ထိုသူတို့သည်အထက်ထမေးလျောက်ကြသောအခါကိုလှန်တော်မူ၍သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေ့ဥစွာကြောက်ခဲနှင့်ပြစ်စေဟုမိန့်တော်မူပြီးမှတဖန်အောက်သို့ငုံ၍မြေ၌ရေးသားတော်မူပြန်၏ထိုသူတို့သည်ကြားရလျင်မိမိတို့စိတ်နှလုံးသည်မိမိတို့အပြစ်ကိုဖော်ပြသဖြင့်အသက်ကြီးသောသူမှစ၍အငယ်ဆုံးသောသူတိုင်အောင်တယောက်နောက်တယောက်ထွက်သွားကြ၏ယေရှုသည်တယောက်တည်းကြံရစ်တော်မူ၍မိန်းမသည်အလယ်၌ရပ်နေ၏ထိုအခါယေရှုသည်ကိုလှန်တော်မူပြန်၍ထိုမိန်းမမှတပါးအဘယ်သူကိုမျှမမြင်လျင်အချင်းမိန်းမသင်ကိုအပြစ်တင်သောသူတို့သည်အဘယ်မှရှိကြသနည်းသင်အမှုကိုအဘယ်သူမျှမစီရင်လောဟုမေးတော်မူ၏ထိုမိန်းမကလည်းအဘယ်သူမျှမစီရင်ပါသခင်ဟုလျှောက်၏ငါသည်လည်းသင်အမှုကိုမစီရင်သွားလော့နောက်တဖန်ဒုစရိုက်ကိုမပြုနှင့်ဟုမိန့်တော်မူ၏တဖန်တော်ယေရှုကငါသည်ဤလောက၏အလင်းဖြစ်၏ငါနောက်သို့လိုက်သောသူသည်မှောင်မိုက်၌မသွားမလားအသက်၏အလင်းကိုရလိမ့်မည်ဟုမိန့်တော်မူ၏ဖာရိရှဲတို့ကလည်းသင်သည်ကိုယ်အကြောင်းကိုသက်သေခံ၏သင်၏သက်သေမတည်ဟုဆိုကြ၏ယေရှုကလည်းငါသည်ကိုယ်အကြောင်းကိုသက်သေခံတော်လဲငါသက်သေတည်၏အကြောင်းမူကားငါသည်အဘယ်အရက်ကလာသည်ကို၎င်းအဘယ်အရက်သို့သွားသည်ကို၎င်းငါသိ၏သင်တို့မူကားမသိကြသင်တို့သည်ဇာတိပဂတိအတိုင်းစီရင်တတ်ကြ၏ငါမူကားအဘယ်သူကိုမျှမစီရင်ငါသည်စီရင်တော်လဲငါ၏စီရင်ခြင်းသည်တည်၏အကြောင်းမူကားငါသည်တယောက်တည်းနေသည်မဟုတ်ငါကိုဆေလွတ်တော်မူသောခမည်းတော်သည်ငါဘက်၌နေတော်မူ၏သက်သေခံနှစ်ဦးတို့၏စကားသည်တည်ရ၏ဟုသင်တို့ပညတ္တိကျမ်းစာ၌လာ၏ငါသည်ကိုအကြောင်းကိုသက်သေခံသောသူဖြစ်၏ငါကိုဆေလွတ်တော်မူသောခမည်းတော်သည်လည်းငါအကြောင်းကိုသက်သေခံတော်မူသည်ဟုမိန့်တော်မူ၏ထိုသူတို့ကလည်းသင်၏ခမည်းတော်သည်အဘယ်မှရှိသနည်းဟုမေးကြ၏ယေရှုကလည်းသင်တို့သည်ငါကိုမသိကြငါခမည်းတော်ကိုလည်းမသိကြငါကိုသိလျင်ငါခမည်းတော်ကိုလည်းသိကြလိမ့်မည်ဟုမိန့်တော်မူ၏ဗိမာန်တော်၌ဆုံးမဩဝါဒပေးတော်မူစဉ်ဤစကားတော်ကိုဗန္နာတိုက်မှမိန့်မြတ်တော်မူ၏ကိုတော်၏အချိန်မစစ်မရောက်သေးသောကြောင့်အဘယ်သူမျှကိုတော်ကိုမဖမ်းဆီးကြတဖန်ယေရှုကငါသည်သွားရမည်သင်တို့သည်ငါကိုရှာကြလိမ့်မည်ကိုအပြစ်၌လည်းသေကြလိမ့်မည်ငါသွားရာအရပ်သို့သင်တို့မရောက်နိုင်ကြဟုမိန့်တော်မူ၏ယုဒလူတို့ကလည်းငါသွားရာအရပ်သို့သင်တို့မရောက်နိုင်ကြဟုသူသည်ဆိုသောကိုအသက်ကိုတတ်မည်လောဟုဆိုကြ၏ယေရှုကလည်းသင်တို့သည်အောက်သားဖြစ်ကြ၏ငါမူကားအထက်သားဖြစ်၏သင်တို့သည်လောကီသားဖြစ်ကြ၏ငါမူကားလောကီသားမဟုတ်ထိုကြောင့်သင်တို့သည်ကိုအပြစ်၌သေကြလိမ့်မည်ဟုငါဆို၏ငါသည်ဤမည်သောသူဖြစ်သည်ကိုသင်တို့သည်မယုံလျှင်ကိုအပြစ်၌သေကြလိမ့်မည်ဟုမိန့်တော်မူ၏ထိုသူတို့ကလည်းသင်သည်အဘယ်သူနည်းဟုမေးလျင်ယေရှုကငါသည်သင်တို့အားအစဉ်ပြောဆိုသည့်အတိုင်းငါဖြစ်၏သင်တို့အမှု၌ငါပြောဆိုစီရင်စရာများစွာရှိ၏သို့တော်လည်း
ငါကိုစေလွတ်တော်မူသောသူသည်သစ္စာနှင့်ပြည့်စုံတော်မူ၏သူ၏အထံတော်၌ငါကြားသမျှကိုသာဤလောက၌ငါဟောပြောသည်ဟုမိန်တော်မူ၏ခမည်းတော်ကိုယင်မှတ်၍မိန်တော်မူသည်ကိုထိုသူတို့သည်မယုံမိကြထို့ကြောင့်ယေရှုကသင်တို့သည်လူသားကိုမြှောက်ထားသောအခါငါသည်ဤမည်သောသူဖြစ်သည်ကို၎င်းငါသည်ကိုယ်အလိုလျောက်အဘယ်အမှုကိုမျှမပြုဘဲငါခမည်းတော်သည်ငါအားနီးပေးတော်မူသည့်အတိုင်းငါဟောပြောသည်ကို၎င်းသင်တို့သည်သိကြလိမ့်မည်ငါကိုစေလွတ်တော်မူသောသူသည်ငါနှင့်အတူရှိတော်မူ၏ငါကိုတကိုယ်တည်းနေစေခြင်းဟာခမည်းတော်သည်စွန့်ပစ်တော်မမူအကြောင်းမူကားနှစ်သက်တော်မူသောအမှုကိုအစင်မပြတ်ငါပြုသည်ဟုမိန်တော်မူ၏ထိုစကားကိုမိန်တော်မူစဉ်လူများတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏ထိုအခါယေရှုကသင်တို့သည်ငါ၏ဒေသနာ၌တည်လျင်ငါတပည့်အမှန်ဖြစ်ကြ၏တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုတွတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန်တော်မူ၏ယူဒလူတို့ကလည်းငါတို့သည်အာဗြဟံအမျိုးဖြစ်ကြ၏အဘယ်သူထမ်း၌တယံတခါမျှကြုံမခံကြလွတ်လိမ့်မည်ဟု၍တင်းသည်အဘယ်သို့ပြောဆိုသနည်းဟုမေးမြန်းကြ၏ယေရှုကလည်းငါမှန်ကန်ဆိုသည်ကားဒုစရိုက်ကိုပြုသမျှသောသူတို့သည်ဒုစရိုက်၏ကျွန်ဖြစ်ကြ၏ကျွန်သည်ကားအိမ်၌အစဉ်အမြဲနေသည်မဟုတ်သားမူကားအစဉ်အမြဲနေ၏ထိုကြောင့်သားသည်သင်တို့ကိုလွတ်လျင်သင်တို့သည်ဧကန်အမှန်လွတ်ကြလိမ့်မည်သင်တို့သည်အာဗြဟံအမျိုးဖြစ်ကြသည်ကိုငါသိ၏သို့တော်လည်းငါ၏ဒေသနာသည်သင်တို့၌တည်နေရာကိုမရသောကြောင့်သင်တို့သည်ငါကိုတတ်အံ့သောငှာရှာကြံကြ၏ငါသည်ငါခမည်းတော်ထံ၌မြင်ခဲ့ပြီးသည့်အတိုင်းဟောပြော၏သင်တို့သည်သင်တို့၏အဖထံ၌မြင်ခဲ့ပြီးသည့်အတိုင်းပြုကြ၏ဟုမိန်တော်မူ၏ထိုသူတို့ကလည်းအာဗြဟံသည်ငါတို့အဘဖြစ်၏ဟုဆိုကြ၏ယေရှုကလည်းသင်တို့သည်အာဗြဟံ၏သားမှန်လျင်အာဗြဟံ၏အကျင့်ကိုကျင့်ကြလိမ့်မည်ဘုရားသခင်အထံတော်၌ကြားရသောသစ္စာတရားကိုသင်တို့အားဟောပြောသောသူတည်းဟုသောငါကိုတတ်အံ့သောငှာသင်တို့သည်ယခုရှာကြံကြ၏အာဗြဟံသည်ထိုနည်းတူကျင့်သည်မဟုတ်သင်တို့သည်သင်တို့အဘ၏အကျင့်ကိုကျင့်ကြ၏ဟုမိန်တော်မူ၏ထိုသူတို့ကလည်းငါတို့သည်မြောက်မှထားသောအမျိုးမဟုတ်ဘုရားသခင်တည်းဟူသောငါတို့အဖတပါးတည်းရှိတော်မူသည်ဟုဆိုကြ၏ယေရှုကလည်းဘုရားသခင်သည်သင်တို့အဘမှန်လျင်သင်တို့သည်ငါကိုချစ်ကြလိမ့်မည်အကြောင်းမူကားငါသည်ဘုရားသခင်အထံတော်မှထွက်ကြွရောက်လာ၏ကိုယ်အလိုလျောက်လာသည်မဟုတ်ဘုရားသခင်သည်ငါကိုစေလွတ်တော်မူ၏အဘယ်ကြောင့်ငါစကားကိုနားမလည်ကြသနည်းငါ၏ဒေသနာကိုနားမခံမယူနိုင်သောကြောင့်သာသင်တို့သည်ငါစကားကိုနားမလည်ကြသင်တို့သည်သင်တို့၏အဘအဒီဟုသောမာနမှဆင်းသက်ကြ၏သင်တို့အဘ၏အလိုသို့လည်းလိုက်တတ်ကြ၏မာနသည်ရှေ့ဦးစွာမှစ၍လူအသက်ကိုတတ်သောသူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတည်မနေသူသည်မုသာစကားကိုပြောသောအခါမိမိပဂတိအတိုင်းပြော၏မုသာစကား၌ကျင်လည်သောသူဖြစ်၏မုသာ၏အဘလည်းဖြစ်၏ငါသည်သစ္စာစကားကိုပြောသောကြောင့်သင်တို့မယုံကြငါ၌အပြစ်ရှိကြောင်းကိုသင်တို့တွင်အဘယ်သူဖော်ပြသနည်းသစ္စာစကားကိုငါပြောသည်မှန်လျင်အဘယ်ကြောင့်သင်တို့မယုံကြသနည်းဖျားသခင်နှင့်ဆက်ဆိုင်သောသူသည်ဖျားသခင်၏စကားတော်ကိုနားထောင်တတ်၏သင်တို့သည်ဖျားသခင်နှင့်မဆက်ဆိုင်သောကြောင့်နားမထောင်ကြဟုမိန်တော်မူ၏ယူဒလူတို့ကလည်းသင်သည်ရှမာရိလူဖြစ်၏နတ်ဆိုးဆွဲသောသူလည်းဖြစ်၏ဟုငါတို့ပြောသောစကားသည်လျှောက်ပတ်သည်မဟုတ်လောဟုဆိုကြ၏ယေရှုကလည်းငါသည်နတ်ဆိုးဆွဲသောသူမဟုတ်ငါခမည်းတော်ကိုချီးမြှောက်၏သင်တို့သည်ငါကိုရှုံချကြ၏ငါသည်ကိုဘုံအပြေကိုမရှာငါဤဘုံအပြေကိုရှာ၍စီရင်တော်မူသောသူရှိသေး၏ငါမှန်ကန်ဆိုသည်ကားငါစကားကိုနားထောင်သောသူသည်သေခြင်းနှင့်အစင်မပြတ်ကင်းလွတ်လိမ့်မည်ဟု
ဟုမိန်တော်မူ၏ယုဒလူတို့ကလည်း တင်၌နတ်ဆိုးဆွဲသည်ကိုယခုငါတို့သိကြ၏အာဗြဟံမှစ၍ပရောဖက်တို့သည်တင်လွန်ကြပြီတင်မူကငါစကားကိုနားထောင်သောသူသည်တေခြင်းနှင့်အစင်မပြတ်ကင်းလွတ်လိမ့်မည်ဟုဆိုသည်ပါတကားငါတို့ဘအာဗြဟံထက်တင်သည်တာ၍ကြီးမြတ်သလောသူသည်တည်ပြီပရောဖက်တို့လည်းတည်ကြပြီတင်သည်အဘယ်သို့သောသူ၏အယောင်ကိုဆောင်သနည်း ဟုဆိုကြ၏ယေရှုကလည်း ငါသည်ကိုဂုံကိုပြလျင်ငါဂုံသည်အချီးနှီးဖြစ်၏ငါခမည်းတော်သည်ငါဂုံကိုထင်ရှားစေတော်မူ၏ထိုဖျားသခင်သည်ငါတို့၏ဖျားဟု၍သင်တို့ခေါ်ဝေါ်တတ်ကြ၏သို့တော်လည်းထိုဖျားသခင်ကိုသင်တို့မသိကြငါမူကားသိ၏ငါမသိဟုငါဆိုလျင်သင်တို့ကဲ့သို့မူသာသုံးသောသူဖြစ်လိမ့်မည်ထိုဖျားသခင်ကိုငါသိ၏ဖျားသခင်စကားတော်ကိုလည်းနားထောင်၏သင်တို့အဘအာဗြဟံသည်ငါကြွလာမည့်အချိန်ကာလကိုမျှော်မြင်ခြင်းဟာအလွန်အလိုရှိ၏မြင်ရသောအခါဝမ်းမြောက်ခြင်းသို့ရောက်သည် ဟုမိန်တော်မူ၏ယုဒလူတို့ကလည်း တင်ဤအသက်သည်အနည်း90မြမရှိဘဲလျက်တင်သည်အာဗြဟံကိုမြင်လေပြီတကား ဟုဆိုကြ၏ယေရှုကလည်း ငါအမှန်ကန်ဆိုသည်ကားအာဗြဟံမဖြစ်မီငါဖြစ်၏ ဟုမိန်တော်မူ၏ထိုအခါကိုယ်တော်ကိုခဲနှင့်ပြစ်ချင်းငါကြောက်ခဲတို့ကိုကောက်ယူကြ၏ယေရှုသည်တိမ်းရှောင်၍ထိုသူတို့အလယ်၌ရှောက်သွားပြီးလျင်ဗိမာန်တော်မှထွက်ကြွတော်မူ၏